အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ Binance မှာပေါ့နော်ကို Binance မှာအကောင့်မှာအသုံးအများဆုံး shortcut တွေကိုဒီမှာမြင်နေရတယ်လို့မျိုးပေါ့နော်လွယ်လွယ်ကူကူအသုံးပြုတယ်ကိုအမြဲလွယ်လွယ်တူကူဝင်လို့ရအောင်ပေါ့နော်အဲ့လိုမျိုးဒီ home မှာထားခြင်းနဲ့လူတွေအတွက်ထားတဲ့နည်းတွေကိုသင်ပေးမယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်ဒီနေ့ကောက်ထားတဲ့ 0.9 cent ဒေါ်လာနီးပါလောက်ကိုကျွန်တော်ရွှေ့လိုက်အောင်မယ်ရွှေ့ရင်းနဲ့ကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့ဒါလေးတွေကဘာဖြစ်လို့လဲဆိုတော့ကိုကအမြဲတမ်းသုံးနေတဲ့အချိန်မှာအကောင့်ရဲ့ဟိုအတွင်းထဲကိုသွားဝင်ပြီးတော့အဲ့တစ်ခုချင်းကိုဝင်နေရတာမလွယ်ဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်က home မှာထုတ်ထားလိုက်တယ်ထုတ်ထားလိုက်လို့ရှိရင်ကိုသုံးကျင်တဲ့အချိန်နဲ့လွယ်လွယ်ကူကူထောက်ခနဲ့ဝင်ပြီးသုံးလို့ရတယ်ပေါ့နော်ကိုအသုံးအများဆုံးတယောက်နဲ့တယောက်ကတော့တူမှာမဟုတ်ဘူးကျွန်တော်အသုံးအများဆုံးဟာတွေကိုထုတ်ထားတယ်ပေါ့နော်ချားလူကလည်းကိုအသုံးအများဆုံးအရာကိုကိုသွားပြီးတော့shortcut လေးတွေကိုလှုပ်ထားလို့ရတယ်အဲ့ဒါမသိသေးတဲ့လူတွေအတွက်ပါသိပြီးသားလူကတော့ကြည့်စရာမလိုဘူးပေါ့နော်အဲ့လိုလွယ်လွယ်ကူဝင်လို့ရတဲ့အတွက်ဘာဖြစ်လဲဆိုတော့အချိန်ကုန်တာအများကြီးသက်သာသွားတယ်ပြီးတော့ကိုနေ့တိုင်းကြည့်ရမယ်ဟာစစ်ရမယ်ဟာတွေကိုကိုသိသွားတယ်reward hack တွေကိုထုတ်ထားတာမျိုးပေါ့ပြီးတော့ဘောက်ကောက်တဲ့ခါကျတော့အဲ့ repeat ရဲ့ receipt တွေကိုထုတ်ထားတာမျိုးcoin အသစ်တွေဘာတွေထွက်လဲဆိုတာကိုသွားစစ်ကြည့်ရမျိုးအဲ့လိုကိုစစ်ရမယ်ဟာတွေကိုပေါ့နော်အဲ့ဒါလေးတွေကိုထုတ်ထားတာပါအဲ့ဒါနဲ့ပြောချင်တာကတော့လေဒီBinance ကိုသုံးနေဆိုတာကပတ်စံအများကြီးရှိတဲ့လူတွေအတွက်ပေါ့နော်စီးပွားဖြစ်လုပ်နေကြတဲ့လူတွေလည်းရှိတယ်အများကြီးပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာBinance ထဲမှာဒေါ်လာအဝယ်ရောင်းလုပ်နေတဲ့လူတွေရှိတယ်အပြင်ဒေါ်လာနဲ့ဒီ Binance တွေကဒေါ်လာနဲ့အတူတူပဲအပြင်မှာဒေါ်လာအရွက်တွေကိုအယောင်းဝယ်လုပ်နေကြတယ်လို့မျိုးဒီ Binance ပေါ်မှာလည်း USDT တို့ USDC တို့အယောင်းဝယ်လုပ်နေတဲ့လူတွေအများကြီးရှိတယ်မြန်မာတွေပဲ KB နဲ့ပေါ့နော်ဘန်နေနဲ့ Waymoney တွေနဲ့အဲ့လိုအယောင်းဝယ်လုပ်နေကြတာတွေရှိတယ်ဒါပတ်စံရှိတဲ့လူတွေအတွက်ပေါ့နော်ပြီးတော့ပတ်စံမရှိတရှိလူတွေပေါ့အဲ့ဒါကြောင့်ပတ်စံအများကြီးရှိဖို့လိုတယ်ဗျအဲ့အယောင်းဝယ်သမားတွေကတော့လေတိတ်မရှိတရှိလူတွေကကြတော့Binance မှာ trade ပြီးပတ်စံရှာနေတဲ့လူတွေရှိတယ် spot မှာ trade ပြီးတော့ပတ်စံရှာနေတဲ့လူတွေအများကြီးရှိတယ်နောက်ထပ်future မှာ trade ပြီးပတ်စံရှာနေတဲ့လူတွေရှိတယ်သူတို့ကကြတော့အများကြီးသိန်းကိုထောင်းနဲ့ချီပြီးရှိတဲ့လူလည်းရှိသလိုသိန်း50သိန်းပေါ့နော်သိန်း100 200 300 400မြန်မာငွေနဲ့ပေါ့အဲ့လောက်ရှိတဲ့လူတွေလည်းရှိတယ်အဲ့ဒီလိုမျိုးသူတို့က spot မှာ trade တယ်ဆိုတာတော့ဗျာဝယ်ရောင်းလုပ်တာပေါ့ပြောရရင်ကုန်သေးပေါ့ဗျာကုန်သေးကျွန်တော်တို့ငါးတွေငပိတွေပစုံတွေငါ6တွေငရုတ်တီအဲ့လိုဝယ်လိုက်ရောင်းလိုက်လုပ်တယ်လို့ပဲဒီမှာလဲဒီ cryptocurrency coin တွေကိုဈေးကြရင်ဝယ်လိုက်တယ်ဈေးတက်လာရင်ရောင်းလိုက်တယ်ဝယ်လိုက်တယ်ရောင်းလိုက်တယ်အဲ့လိုလုပ်နေကြတာအဲ့တော့ဘာလို့အဲ့လိုလုပ်လို့ရတယ်လဲဆို support မှာရတယ်ဘယ်လိုရတယ်လဲဆိုတော့ကျွန်တော်က BTC မှာပေါ့နော်BTC မှာဥပမာအခုပေါက်ဈေးနေဆိုလို့ရှိရင်6000အတိပဲထားလိုက်6000မှာဝယ်လိုက်တယ်6000ကြာရင်ပြန်ရအောင်မယ်ဆိုရင်အဲ့1000အမြက်ကကိုရတယ်ကိုက BTC တက်ကွိုင်ဖို့ဒေါ်လာ6000မရှိဘူးထားလိုက်မရှိဘူးဆိုလို့ရှိရင်6000ရှိတယ်6000ရှိရဆိုရင် BTC တက်ကွိုင်မရပေမဲ့ BTC 0.1 ရတယ်ဒါဒေါ်လာ6000ဒေါ်လာ600ပဲရှိရဆိုရင် 0.01 ရတယ်အဲ့လိုမျိုးပေါ့အဲ့အမြက်ကကိုဒီအမြက်ကအမြက်ပဲပေါ့နော်ကိုဒါကိုရင်းနိုင်တဲ့လောက်ပုံမှာမူတည်တာပေါ့အဲ့လိုမျိုးဝယ်လိုက်ရောင်းလိုက်လုပ်နေကြတဲ့လူတွေရှိတယ် future မှာကြတော့အဲ့လိုမဟုတ်ဘူး future မှာကြတော့ပတ်စံသွားပြီးရင်းပြီးတော့အနည်းဆုံး 0.3 ရာနေစပြီးရင်းလို့ရတယ်ကိုတက်နိုင်တဲ့လောက်ပေါ့နော်ဟိုက$$10ဒေါ်လာ100ရှိတယ်1000ရှိတယ်အမျိုးကိုမှရှိတဲ့လောက်ပေါ့အဲ့လိုပတ်စံနဲ့သွားပြီးတော့trade တယ် trade လို့ရှိရင်ဟိုကလောင်းကစားလို့ပေါ့ဗျာသူကဈေးတက်မယ်ကျမယ်နှစ်ခုပဲရှိတယ်ကိုပြောတာကိုကတက်မယ်လို့ပြောလို့ဘာလဲဈေးကွက်ကြီးကတကယ်တက်လာရင်ကိုနိုင်ပြီကိုတက်မယ်လို့ပြောထားပြီးကျသွားရင်ကိုရှုံးတယ်ကိုကျမယ်လို့ပြောထားပြီးရောဈေးကွက်ကြီးကျသွားရင်ဈေးကွက်ကြီးကျရင်ကျပါစေဘာမှမဖြစ်ဘူးဒါပေမဲ့ကိုနိုင်တယ်အဲ့ဒီလိုမျိုးပေါ့နော်အဲ့ခါကျတော့ဈေးကွက်တက်တာကြီးကြတယ်ကိုလည်းမဆိုင်ဘူးကိုကကြမယ်လို့ပြောရင်ကြမယ်လို့ပြောကိုခက်မှန်းတာမှန်နိုင်မယ်ကိုတက်မယ်ဆိုရင်လည်းကိုနိုင်မယ်ဒါပဲနိုင်ရင်ကိုပတ်စံနေရမယ်ဒါအဲ့လိုမျိုးဘောလုံးပွဲတစ်ခုလိုပဲကိုဝင်ဘောလုံးပဲ penalty ရတယ်ဘောလုံးတစ်လုံးပေါ့ဗျာဝင်မယ်မဝင်ဘူးဝင်ရင်နိုင်မယ်
မဝင်ရှုံးမယ်မဝင်ဘူးလို့လောက်ထားမဝင်ရင်နိုင်မယ်ဝင်သွားရင်ရှုံးမယ်future အဲ့လိုပဲဒါပေမဲ့ဒီတိုင်း तू ကရိုးရိုးမဟုတ်ဘူး तू က leverage ဆိုတာရှိတယ်ကိုကအစတွေနဲ့မြှောက်ပြီးတော့ကစားလို့ရတယ် तू ကဘာလဲဆိုတော့ဒီ exchange တွေကချီးပေးတာပေါ့ဗျာ Binance ဆိုရင် Binance ကပတ်စံချီးပေးတာBybit ဆိုရင် Bybit ကချီးပေးတာ Bitget ဆို Bitget ကချီးပေးတာအဲ့လိုမျိုးပေါ့နော်ပတ်စံချီးပြီးဆော့လို့ရတယ်တကယ်လို့ကိုရှုံးသွားရင်ဒါကတော့ကိုဒီဝါလီခံလိုက်ရတယ်ကိုရဲ့ငွေကိုသူစားသွားတာပေါ့နော်တကယ်လို့ကိုမှအရင်နှီးများတယ်ဆိုလို့ရှိရင် leverage တွေမတင်းဘူးဆိုလို့ရှိရင်တုံတောင်းကတိတ်မရှုံးဘူးဗျ10တဲ့ဟို20တို့30တို့အစ90တို့100တို့သွားတင်တဲ့လူတွေကတော့ရှုံးကြတာများပါတယ်အစတွေအများကြီးမတင်ထားဘူးဆိုရင်တော့ future မှာလည်းနိုင်ပါတယ်အဲ့လို future မှာလည်းရှားစားနေတဲ့လူတွေအများကြီးရှိပါတယ်ဒါဥမာပြောပြတယ်ကျွန်တော်တို့ကတော့ဘောက်ပဲကောက်တာပေါ့နော်ရိုးသားအခု fine day မှာမရှိတော့ဘူးပေါ့နော် support ကိုသွားမယ်ခုနကဂျားတွေကျွန်တော် sport ကိုရွှေ့လိုက်တာကုန်သွားပြီ sport ကိုရွှေ့တာကတော့ကျွန်တော်ကအန်းနဲ့ကို auto ရောက်စေခြင်းလို့ပါအခုဒီမှာ home မှာလို့ဒီမှာကျွန်တော်ထုတ်ထားသလိုမျိုးလေးတွေဒီမှာအဲ့လိုလေးတွေပေါ့နော်4ခု5 6 9ခုအဲ့လိုလေးတွေထုတ်ထားတဲ့နီးလေးကိုပြပေးမယ်အဲ့တော့အပေါ်မှာဒီမှာဟို3ချောင်းလေး3ချောင်းကိုနှိပ်လိုက်ပါအဲ့ဒါဆိုဒါကိုယ့်ရဲ့အိမ်ရဲ့အတွင်းတွေကိုထပ်ရောက်သွားပြီပေါ့နော်ကိုယ့်ရဲ့အကောင့်ကိုရောက်သွားပြီအကောင့်တွေကိုရောက်တဲ့ခါဒီမှာ more service ဆိုရင်အဲ့မှာနှိပ်ကြည့်လိုက်အမှ Binance ကအရန်ကိုဟိုကြီးမှကျဲပြန့်နေပေါ့နော်ခင်ဗျားတို့မသိသေးတာတွေမသုံးရသေးတာအများကြီးရှိပါတယ်အဲ့မှာတစ်ခုချင်းသွားပြီးလေ့လာကြည့်ပါဆက်စုကြည့်ပါရပါတယ်ဒါပေမဲ့အခုကျွန်တော်ပြောမှာဒီကိစ္စတွေမဟုတ်သေးဘူးပေါ့နော်ဟိုကျွန်တော်လုပ်မယ်ဟာကဒီ home မှာ shortcut လေးထုတ်တဲ့နီးလေးကိုပဲပြမှာဆိုတော့အဲ့ကိစ္စကိုပဲသွားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာခဲတံလေးရှိတယ်ခဲတံလေးကိုနှိပ်ပါနှိပ်လိုက်ရင်ဒီမှာပေါင်းလို့ရတယ်နှုတ်လို့ရတယ်ဖဲပစ်လိုက်မယ်အသက်ပြန်ထည့်မယ်ကိုကြိုက်တယ်လို့ share လဲလို့ရတယ်ကစားလို့ရတယ်ပေါ့နော်အခုကျွန်တော်ဖဲလိုက်ပြီဒီမှာပျောက်သွားပြီမရှိတော့ဘူးကျွန်တော်ရဲ့ home screen မှာမရှိတော့ဘူးเนาะတခုပျောက်သွားပြီအဲ့ဒါ LAN in and မှာစာသင်ပြီးတော့စာမေးပွဲဖြေရတဲ့ဟာလေးပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ပြန်ထည့်မယ်ပြန်ထည့်ပြမယ်အခုကျွန်တော်ပြန်ရှာမယ်ဒီမှာ campaign function နဲ့မှာပြီးတော့ gift နဲ့ campaign နဲ့ကိုသွားမယ်အဲ့ဒီမှာရှိတယ် LAN in and အဲ့ဒါလေးကိုပြန်ပေါင်းထည့်လိုက်မယ်အခုပြန်ရောက်သွားပြီပေါ့เนาะပြန်ရောက်သွားပါပြီကျွန်တော်ထုတ်ထားတာဘာတွေလဲဆိုတာပြီးရင်ပြောပြပါမယ်ကျွန်တော်ထုတ်ထားတာကတော့ဒီ red packet ကောက်တာကတော့သိမှာပါ reward hat ဆိုတာကတော့ကိုရတဲ့token တွေ reward တွေဘယ်လောက်ရလဲဆိုတာဒါလူတိုင်းမှာတော့အဲ့နှစ်ခုကတော့သုံးခုကြမှာပေါ့နော်ကျန်တာတွေကတော့ကြည့်မယ် word of the day ကလည်းလူတိုင်းဖြေကြမှာပါအခုကျွန်တော်ဗာပြမယ် launch pool ကိုပြမယ်သူက airdrop တွေလာမလာဘူးလားဘယ်တော့လာမလဲဆိုတော့တွတ်ကြည့်ကျွန်တော်စစ်တာပါအဲကြောင့် airdrop တွေလာကားနီးဆိုရင်ကျွန်တော်က channel မှာပြောပြတာပါဒီကနေသိတာပေါ့နော်နောက်တစ်ခုက new listing coin အသစ်တွေဘယ် coin တွေ list လုပ်နေလဲဆိုတာကိုကြည့်တာပါဒီမှာဒါအသစ်ထွက်တဲ့ coin တွေပေါ့နော်ဒါအသစ်ထွက်တဲ့ coin တွေပါအဲ့ဒါတော့ကြည့်လို့ရတယ်နောက်တစ်ခုကတော့ square ပါsquare ဆိုတာကတော့ Facebook နဲ့အတူတူပါပဲဒီမှာ post တွေတင်လို့ရတယ် like တွေလွှင့်လို့ရတယ်video တွေတင်လို့ရတယ်ဓာတ်ပုံတွေတင်လို့ရတယ်စာရေးတင်လို့ရတယ်သွားမှန်းလို့ရတယ်ကျွန်တော်တို့ဘောက်တွေသွားပြီးကောက်ပြီးမှန်းနေတာတွေကဒီ square မှာပေါ့နော်သူတို့တွေကပတ်စံတွေကိုပါအဲ့ square မှာပေးကြတယ်အဲကြောင့် square မှာပေးလို့ကျွန်တော်တို့က square ကိုသွားပြီးတော့ comment တွေမှန်းပေးပြီးတော့ယူရတာပေါ့နော်ဒါပါဒီက square နေရာပေါ့နော်academy တို့ live တို့ new တို့အများကြီးရှိသေးတယ်အဲဒီက square တွေမှာပေါ့နော် square ကိုလည်းတွားလေ့လာလို့ရပါတယ် Facebook နဲ့တိတ်မကွာပါဘူးတူပါပြီးတော့ဒီမှာ LAN in and ကတော့သူကစာမေးပွဲလေးတွေလာတတ်တယ်သူတို့ coin အသစ်တွေဆိုရင်လာတတ်တယ်ပေါ့နော်ဒီ coin အကြောင်းကိုဘာလဲညာလဲဆိုလေ့လာတာပေါ့ဗျာlanding လောက်တာပေါ့ပြီးလို့ရှင်သူတို့မေးတဲ့မေးခွန်းတွေကိုဖြေရင် coin တွေရပါတယ်ဒါအရင်ကကျွန်တော်ရထားတဲ့ coin တွေပေါ့နော်coin တွေရထားတယ်ဒီမှာနှစ်ခုဟုတ်ကဲ့ပါအဲ့လောက်ဆိုရင်နောက်မှထပ်တွေ့မယ်เนาะကျေးဇူးတင်ပါတယ်